ဒီကလေးမလေးကဈေးဝယ်ထွက်တိုင်းပတ်စံပေးဖို့လုံးဝမလိုပါဘူးသူကြိုက်တဲ့ဖက်နဲ့တရံတွေ့ရင်ဒီဟာလိုချင်တယ်လို့ပြောလိုက်ရုံပါပဲမော်ဒဲမှာရှိတဲ့ပစ္စည်းအလုံးကကိုဟာကိုပဲဖြစ်တယ်လို့ခံစားရအောင်ကိုဖြစ်နေတယ်တခါတလေဝန်ထမ်းတစ်ယောက်ကပတ်စံတောင်းမိရင်တောင်ဆိုင်ပိုင်ရှင်ကဝန်ထမ်းကိုပဲစုတက်တယ်ဒါအားလုံးကသူမဟာဒီမျိုးမှာတူးသေးသောနာမည်ကြီးလူဆိုတာကြောင့်ပါသူမနာမည်ကပန်ပန်ပါပြိုင်ပွဲတစ်ခုမှာပန်ပန်ကခြေချင်းဝတ်ကိုပြင်းပြင်းထန်ထန်လိန်သွားခဲ့ပေမဲ့ကုသဖို့ကိုလုံးဝမခံဘူးအန်ကိုကြိတ်ပြီးနာနေရင်းနဲ့ပဲပြိုင်ပွဲကိုဆက်ပြီးအဆုံးထိပြီးစီးခဲ့တယ်နောက်ဆုံးမှာတော့နိုင်ငံအတွက်ပထမဆုံးရွှေတံဆိပ်ကိုစုခူးနိုင်ခဲ့တယ်အဲ့ဒီနေ့ကစပြီးပန်ပန်ဟာနိုင်ငံတနိုင်ငံလုံးရဲ့တူရဲကောင်းဖြစ်သွားခဲ့တယ်သူမနာမည်ကမျိုးအနှံ့ပြန့်နှံ့သွားပြီးလမ်းတိုင်းမှာတောင်ပန်ပန်အတွက်အထူးကားရဲ့နေရာတွေရှိလာခဲ့တယ်သူမကိုလူတိုင်းကအထူးခွင့်ရေးတွေပေးလာကြတယ်တနေ့မှာတော့ကလေးမလေးတယောက်ကပန်ပန်ကိုတီးသွားပြီးစိတ်လှုပ်ရှားစွာနဲ့သူမရဲ့ပြိတ္တဖြစ်ကြောင်းမိတ်ဆက်လာခဲ့တယ်ပန်ပန်အနေနဲ့တော့နည်းနည်းစိတ်ညစ်စရာဖြစ်ပေမဲ့နောက်ဆုံးမှာတော့သူမကိုလေ့ကျင့်ပေးဖို့သဘောတူလိုက်တယ်လေ့ကျင့်ရေးပထမနေ့မှာပန်ပန်ကအကြောင်းမဲ့အမိုက်စားစာတွေအများကြီးတည်လာခဲ့တယ်ကလေးမလေးကစိတ်ရှုပ်သွားပေမဲ့ပန်ပန်ကတော့ပေါ့ပေါ့ပပနဲ့စားပါလို့ပဲပြောလိုက်တယ်ကလေးမလေးကလည်းနားထောင်ပြီးကြက်ကြော်ကိုယူစားလိုက်တယ်အဲ့ဒီနေ့ကစပြီးသူမဟာအစီတက်ကယ်လိုလီများတဲ့တွေကိုနေ့တိုင်းစားတောက်လာခဲ့တယ်မကြခင်မှာပဲဝမ်းပိုက်ဖောင်းလာပြီးအခြေခံလေ့ကျင့်ခန်းတစ်ခုတောင်မပြီးနိုင်တော့ဘူးဒီအခြေအနေကိုနောက်နီးပြတယောက်ကသတိထားမိပြီးပန်ပန်အစားသူမကိုလေ့ကျင့်ပေးမယ်လို့ကန့်လန့်လာခဲ့တယ်ဒါပေမဲ့ပန်ပန်ကမတွမဆုတ်ပဲညှင်းလိုက်တယ်အဲ့ဒီအချိန်မှာပဲပန်ပန်ကဒီကလေးမလေးကိုကိုယ်တိုင်ပြန်ပြီးထိတ်ဆုံးဆင်းရောက်အောင်ခေါ်ဆောင်မယ်လို့ဆုံးဖြတ်လိုက်တယ်အဲ့ဒီနောက်ပန်ပန်ကလေ့ကျင့်ရေးကိုတကယ်တမ်းအလေးထားပြီးစလုပ်လာခဲ့တယ်လှုပ်ရှားမှုတိုင်းကိုပြင်ပေးတယ်အသေးစိတ်တိုင်းကိုတေချာကြည့်ပေးတယ်အစောပိုင်းကစူပူကျန်းတဲ့မှုတွေဟာဖြည်းဖြည်းချင်းတီးခံမှုနဲ့လမ်းညွှန်မှုတွေဖြစ်လာခဲ့တယ်တခါတလေကလေးမလေးစင်မရဲဖြစ်နေချိန်မှာပန်ပန်ကကိုယ်ကောင်းစည်းကွင်းကိုဖြုတ်ပြီးသူမရဲ့ခြေချင်းဝင်းမှာစီးပေးလိုက်တယ်နောက်တစ်ချိန်ခုံပြီးဆင်းတဲ့အခါမှာတော့တိတိတတ်တာပိုကောင်းလာခဲ့ပါတယ်အဲ့ဒီအချိန်မှာပန်ပန်ကဒီကလေးမလေးကပန်ပန်ငယ်ဘဝကိုပြန်မြင်လိုက်ရတယ်လို့ခံစားလိုက်ရတယ်မကြခင်မှာပဲအိုလံပစ်ပြိုင်ပွဲစတင်လာပြီးကလေးမလေးရဲ့ရှင်ပြိုင်ရမယ့်အချိန်ရောက်လာခဲ့တယ်ပန်ပန်ကစိတ်ထဲမှာဒီကလေးနိုင်သွားရင်အားလုံးရဲ့အာယုံဆိုင်မှုကငါ့အပေါ်ကရွေသွားမလားလို့ခဏလေးစိုးရိမ်မိတယ်ဒါပေမဲ့သူမကအသက်ရှူလေးချွင်းပြီးပြုံးကအပြည့်အဝအားပေးလိုက်တယ်ပြိုင်ပွဲအတွင်းမှာပြိုင်ဘက်တွေတမာနေပေမဲ့ကလေးမလေးကအေးဆေးတည်ငြိမ်စွာနဲ့ရှင်ပြိုင်နိုင်ခဲ့ပါတယ်လှုပ်ရှားမှုတစ်ခုပြီးတစ်ခုကိုပြည့်စုံအောင်စက်တိုက်ပြသနိုင်ခဲ့တယ်။နောက်ဆုံးမှာတော့သူမဟာရွှေတံဆိပ်ကိုစုခူးနိုင်ခဲ့တယ်။ကင်မရာမီတွေလင်းလက်နေပြီးလူတိုင်းကဝိုင်းဝန်းကြည့်ကျူးနေချိန်မှာသူမကလည်းပျော်ရွှင်စွာလူတွေကိုပွေ့ဖက်နေခဲ့တယ်။ပန်ပန်ကတော့လူစုရဲ့အဆုံးသတ်မှာတိတ်တဆိတ်ရက်နေပေမဲ့သူမရဲ့စိတ်ထဲမှာမနာလိုမှုလည်းမရှိဒေါသလည်းမရှိဘူးရှိနေတာကငြိမ်းချမ်းမှုနဲ့ပျော်ရွှင်မှုပဲဖြစ်တယ်။ဘာလို့လဲဆိုတော့ဒီကလေးမလေးဟာသူမမရောက်နိုင်ခဲ့တဲ့နေရာထက်ပိုဝေးဝေးကိုရောက်နိုင်မယ်ဆိုတာပန်ပန်သိနေလို့ပါဒီဇလန်အပြည့်စုံကိုကြည့်ချင်ရင်တော့ရုပ်ရှင်နာမည်က The Brown စီပါ